မှာအောင်မြင်ဖို့ကျွန်တော်တို့ဘွဲလက်မှတ်တွေ certificate တွေကအရေးကြီးလားဒါမှမဟုတ်ရင်လုပ်ငန်းအတွေ့အကြုံကပို့ပြီးတော့အရေးကြီးလားဆိုတာကိုဒီနေ့ဆွေးနွေးကြည့်မယ် entry level ပေါ့နော်ဒီလုပ်ငန်းခွင်တွေကိုစဝင်မဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီဘွဲလက်မှတ်တွေ certificate တွေကဒါအရင်ပဲအရေးပါတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလူတစ်ယောက်ရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ profile ကိုမသိသေးခင်မှာကျွန်တော်တို့အနီးကပ်ဆုံးလေ့လာလို့ရတာကသူ့ရဲ့ CV file မှာရှိတဲ့ဘွဲလက်မှတ်တွေနဲ့ certificate တွေပဲဖြစ်တယ်။ဒါကြောင့်အဲ့ဒီအချိန်မှာဆိုရင်တော့ဒီဘွဲလက်မှတ်တွေ certificate တွေကအရေးပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ဘွဲလက်မှတ်နဲ့ certificate တွေကဒါအရေးပါတယ်ဒုတကအတိမတ်ပြုတဲ့ဒီအဖွဲ့အစည်း organization institute ကနေပြီးတော့ပေးထားတဲ့ certificate နဲ့ဘွဲလက်မှတ်တွေဖြစ်ဖို့တော့လိုတယ်အဲ့တော့ဘွဲလက်မှတ်တွေcertificate တွေများနေတာကလူကို impress ဖြစ်စေမှာမဟုတ်ဘူးအရေးပါတဲ့ institute ကနေပြီးတော့ပေးထားတဲ့ဘွဲလက်မှတ်နဲ့ certificate ကလာခင်ဗျားကိုပို့ပြီးတော့အကျိုးစီးစေမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်ကပြန်ပြောမယ်ဆိုရင်လည်းကျွန်တော်တို့ကဘွဲလက်မှတ်ရှိရုံနဲ့ဘဝမှာအောင်မြင်မှာမဟုတ်ဘူးကျွန်တော်တို့အတွေ့အကြုံကအများကြီးအရေးပါတယ်အဲ့တော့ဘွဲလက်မှတ်နဲ့ certificate ဆိုတာကကျွန်တော်တို့ကို theory နဲ့စဉ်းစားဖို့အတွေးခေါ်ပိုင်းကိုပဲဒါဖြည့်တင်းပေးလိုက်တာအဲ့ဒီအတွေးခေါ်တွေကိုကျွန်တော်တို့ကအတွေ့အကြုံအနေနဲ့မပြောင်းပေးနိုင်ဘူးဆိုရင်ဆရာဝန်တယောက်အနေနဲ့ပြောရမယ်ဆိုရင်သူဒီဆရာဝန်ကောင်းတယောက်ဖြစ်မှာမဟုတ်ဘူးဒါဆိုရင်အတွေ့အကြုံကပဲပိုအရေးကြီးတာလားဒါမျိုးတော့လည်းမဟုတ်ဘူးကိုကငယ်ရွယ်တဲ့အချိန်မှာအချိန်နဲ့ပေးနိုင်မယ်ကျွန်တော်တို့ဒီကုန်ကြစိတ်လည်းငွေရေးကြေးလည်းတက်နိုင်နေဆိုရင်တော့ကျွန်တော်တို့က theory knowledge ပိုင်းကိုဒါပိုင်ဆိုင်အောင်ကျွမ်းကျင်အောင်ကျွန်တော်တို့ပိုင်နိုင်အောင်ကျွမ်းကျင်အောင်ကျွန်တော်တို့ဒါဘွဲလွန်တွေ certificate တွေ diploma တွေကိုရတဲ့လောက်ယူထားတဲ့ခင်ဗျားတို့ဘယ်တော့မှအကျိုးမရဘူးအဲ့တော့ကျွန်တော်အတွေ့အကြုံဆရာဝန်တယောက်အနေနဲ့ပြောရရင်ကျွန်တော်ခုနေ့စဉ်ဆေးကုနေတဲ့အခါမှာ theory ကောင်းတဲ့ဆရာဝန်တယောက်သာဖြစ်မယ်ဆိုရင်တော့သူကဝက်ချန်အလားတူပဲ differentiate တွေအများကြီးကိုပို့ပြီးတော့ဖြန့်ထွက်ပြီးတော့သူကစဉ်းစားနိုင်တဲ့အတွက်သူ့ရဲ့ဆုံးဖြတ်ချက်ကပို့ပြီးတော့မှန်ကန်တယ်အဲ့လိုမျိုးလေးအကျိုးကျေးဇူးကတော့ခင်ဗျားတို့ရစေပါတယ်ပြီးတော့တခါတလေဖြစ်တတ်တာကျွန်တော်တို့လူငယ်တွေမှာကဒီ certificate တွေပဲလိုက်ပြီးတော့ဝယ်နေတယ်ပေါ့နော်ဒါမှမဟုတ်ရင်သင်တန်းတွေပဲလိုက်တက်နေတယ်တကယ်အလုပ်လုပ်ဖို့ဘယ်တော့မှမစဘူးပေါ့နော်ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ညီလန်းတွေမှားနေတယ်လမ်းမရောက်နေတယ်လို့ကျွန်တော်မြင်ပါတယ်